အားလုံးပဲမင်္ဂလာပါရှင်ဖူးဖူး Audio Book Channel မှာကြိုဆိုလိုက်ပါတယ်ရှင်အခုတခါဖတ်ပြပေးမယ့်ဝိထုဇလန်းလေးကတော့စာရေးဆရာမကြီးနုနုရီအင်းဝရေးသားထားတဲ့နမ်းမာလာမောင်ရဲ့မွေးတယ်ရှင်ဆိုတဲ့ဝိထုဇလန်းလေးပဲဖြစ်ပါတယ်ရှင်ဆရာမကြီးအားယခုဝိထုဇလန်းလေးကိုဖတ်ပြတင်ဆက်ခွင့်ပြုပါရန်ရိုသေလေးမြတ်စွာပန်ကြားအပ်ပါတယ်ရှင်နမ်းမာလာမောင်ရဲ့မွေးတယ်ရှင်ခိုင်စပယ်ဆောင်ရှိတောက်ကြနေညနေ9 နာရီသွားတော့လေမမိတာအဆောင်ပေါ်တက်တော့မယ်ခဏလေးပါမိတာရဲ့9 နာရီတောင်မခွဲသေးပါဘူးဟုတ်ဘူးလေကွာမောင်ကလေဒီမှာမိတာရေလည်းမချိုးရသေးဘူးအဝတ်အစားလည်းမထည့်ရသေးဘူးတော်ကြနေလာတော့မှာဟင့်အင်းကွာ10 မိနစ်နောက်ထပ်10 မိနစ်မိတာနေရအောင်မယ်6 နာရီထိုးမှလာမှာကိုများခုမှအစောကြီးရှိသေးတယ်ခတ်လိုက်တာမောင်ရဲ့မိတာဘာများတတ်နိုင်အောင်မလဲမိတာလက်ကိုအတင်းဆုပ်ထားတဲ့မောင်မျက်နာကိုမိတာကြည့်ရင်တပ်ပြင်းပဲချရတော့တယ်တနေ့ကုန် class လစ်ပြီးရှောက်လေရတာတော့မဝသေးဘူးလားမောင်ရဲ့လို့မိတာမမေးရတော့ပါဘူးမိတာလည်းမောင်လိုပဲခံစားနေရလို့ပေါ့ခဏလေးဖြစ်ဖြစ်မောင်နဲ့နေချင်သေးလို့ပေါ့တောက်ကြနေကိုမောင်မုန်းနေကွာဘယ်တော့မှမောင်တို့နှစ်ယောက်စနေတနင်္ဂနွေတွေကိုရှောက်လေရမှာပါလေသူများတွေဆိုအိုးမောင်ကလည်းကွာမကြတော့ပါဘူးတစ်နှစ်ပဲလိုတော့တဲ့ဥစ္စာမိတာတို့ကျန်တဲ့ရက်တွေလဲတွေ့နေရတာနဲ့မကောင်းဘူးလေမောင်ရဲ့သူတို့ကမိတာကိုအားလုံးတာဝန်ယူထားတော့မိတာမျက်နှာချက်ချင်းညှိုးကြပြီးမျက်ရည်ဝိုင်းပြန်တော့လေမောင်ခမညာတနာစရာအေးပါကွာဟုတ်ပါတယ်မိတာကိုမောင်မခွဲနိုင်လို့ပါစနေတနင်္ဂနွေ2 ရက်လုံးကတယောက်တည်းတဲ့ရောင်တာမိတာရဘယ်သွားပြီးဘယ်လာရမှန်းလည်းမသိဘူးရုတ်တရက်မိတာဆွန့်အားတယ်လို့ဖြစ်ပြီးပြန်မပြောနိုင်ပဲအပြစ်ကင်းစင်တဲ့မောင်မျက်လုံးတွေကိုမိတာဝမ်းပန်းတနေကြည့်မိတယ်မောင်မိတာရဲ့မောင်ကဲသွားတော့မျက်ရည်လေးကလက်ကလဲနဲ့ဟင်းတော်ကြခုနေဦးလေးကြီးလာခေါ်တာနဲ့တိုးနေမှသူ့တူမကိုနှိပ်စက်နေရသလားဆိုပြီးကိုရိုက်ခံထိနေအောင်မယ်တော်ပါတော့မောင်ရဲ့တော်ပါတော့ကြလူဆဲဆဲမျက်ရည်ကိုမိတာသိမ့်ပြီးမျက်နှာကိုပြင်လို့မိတာကိုနောက်ပြောင်စိတ်တက်စေတဲ့မောင်းလက်တွေကိုဖြင့်ညှင်းနှုတ်ဆက်လိုက်တယ်တနင်္လာနေ့စောင့်နေတော့မောင်ကိုမိတာအချစ်ဆုံးလက်ကနေမိတာအဆောင်ပေါ်ကိုပြေးတက်ခဲ့တယ်အခန်းတကားကိုအမြန်ဖွင့်ဝင်ရင်ဇပွဲတင်နာရီလေးကိုလှမ်းကြည့်မိတယ်9 နာရီခွဲပြီးပြီအိယာဘောကိုပြက်လဲပြီးမောင်ကိုတားလို့နေချိန်မရတော့ပါဘူးမောင်ရဲ့ကြကျင်နေတဲ့မျက်ရည်တွေကိုရေနဲ့အတူရောချိုးပစ်လိုက်တယ်ခေါင်းလျှော်ပစ်လိုက်တယ်မောင်ကြိုက်တယ်ဆိုတဲ့တရုတ်တတိတွီခေါင်းလျှော်ကြီးများနေလေမျက်နာကိုမှုေးသိမ်းနေအောင်လေဘေးနဲ့နေရက်လေးတွေမှုေးသိမ်းအောင်မိတ်ကပ်ပါကိုအနှံ့အပြားပုတ်လင်းလိုက်ဂဒင်အောက်ကတက်တာဆွဲထုတ်လိုက်ရက်တောင်တစ်ဖြက်ဖြက်ခတ်လိုက်နာရီကြည့်လိုက်နဲ့လုံနေတဲ့မိတာကိုခရီးသွားနေတဲ့ကြိုင်လေးသာရှိရင်တော့တစ်ဖက်ကဒင်ဘောကနေဒုက္ခလို့ညင်းညူပေလိမ့်မယ်ကြိုင်လေးလဲနှက်ဖြန်လောက်တော့ပြန်ရောက်လိမ့်မယ်ထင်တယ်ဒီတစ်ခါ3 ရက်ထဲလို့ပြောသွားတာပဲခရီးဆောင်အိတ်သေးလေးတဲ့ကိုအင်ဂျီ2 စုံထက်မိတ်ကပ်ပေါင်တာနှကန်းနီဘူးထက်သားတိုက်စီတပွတ်တန်ထက်လိုအပ်တဲ့တခြားပစ္စည်းလေးတွေရောအားလုံးထည့်ပြီးအိတ်စက်ကိုဆွဲပိတ်လိုက်တဲ့အချိန်မှာပဲအဆောင်အောက်ကနားရင်နေတဲ့ကားဟွန်းတန်ကိုမိတာကြရတယ်တဆက်ထဲမှာပဲတတရီဦးလေးလာပြီခဏလေးဦးလေးလာပြီတဲ့တကူလုံးမွှေးကြိုင်တင်းပြတ်နေတဲ့မိတာမှန်တဲကိုနောက်ဆုံးအနေနဲ့ကြည့်လိုက်တယ်မိတ်ကပ်ပါနှကန်းရဲနဲ့19 နှစ်အရွယ်မိမချော်လေးတယောက်ကကြောက်စိမ့်နှဆွဲရှိလေးကိုခါရမ်းပြီးမိတာကိုပြန်ကြည့်နေတယ်မောင်ချစ်တဲ့တတဝင်းဆိုတဲ့ကောင်မလေးရဲ့လူတကာငေးကြည့်ရတဲ့အလားနောက်ပြီးတော့ဘယ်လိုပြောမလဲ
မိတာရဲ့မောင်ဘဝကိုအစဉ်ပြေချောမောစေမယ့်အလားအဖိုးတန်အဆောင်ရောင်အပြင်တွေနဲ့တကိုယ်လုံးစိမ့်မြနေတဲ့မိတာကိုအဆောင်ရှိမှရဲစကားပြောနေတဲ့လူတွေအကုန်လုံးကဝိုင်းကြည့်နေကြတယ်။အားကြတဲ့အကြည့်တွေမနာလိုတဲ့အကြည့်တွေဟဲအကြည့်ခံရတဲ့မိတာကြည်နူးလိုက်ပါမယ်လေ။ကားတကားကိုမိတာဆွဲဖွင့်ပြီးဝင်ထိုင်လိုက်တာနဲ့ကားလက်ကန်ရဲ့နောက်မှာခက်တီတီကြီးထိုင်နေတဲ့မိတာတို့အဆောင်ပိုင်ရှင်ကစပြီးမိတာတငယ်ချင်းတွေထိအားလုံးရှိန်ကြတဲ့ထိတ်ပြောင်ပြောင်ဘိုက်ရွှဲရွှဲအသားမဲမဲမိတာရဲ့ဦးလေးကကားကိုချက်ချင်းထွက်တယ်။မိတာကကုတ်ကုတ်ကလေးဦးလေးကြီးကိုကြောက်ရွံ့ရွံ့သေးတဲ့ပုံစံကအပြေကားကမညီမညာမြေနီလန်းထဲမှာတလင့်လင့်တလူလူလှုပ်ခါနေသလိုမိတာရင်ထဲမှာလည်းထုံးစံအတိုင်းထိတ်ခနဲလှုပ်ခါရပြန်ပြီ။မြေနီလန်းအထွက်ကားလမ်းမကြီးအရောက်ကားကွေးဖို့စောင့်ရတဲ့နေရာမှာဟိုမှာပြောမရတဲ့မိတာရဲ့မှာတစ်ပင်အကွယ်မှာမိတာရင်တွေကိုတဆစ်စစ်နာလာစေတဲ့မောက်မှုပိုင်းအကြည့်နဲ့ပြီးတော့မိတာသာအသိပင်ဖော်ရနိုင်တဲ့အတန်တိတ်နီးနဲ့မိတာကိုလွမ်းတယ်ဦးလေးကြီးကိုမုန်းတယ်လေမောင်ရဲ့မောင်လို့တော့မမုန်းပေမဲ့မိတာမချစ်ပါဘူးဒါပေမဲ့မောင်ရဲ့မချစ်တော့လဲမိတာအောင့်ကနမ်းမယ်ဝူကနေကားကွေပြီးလမ်းမကြီးပေါ်မှာညကလေးတစ်စင်းလိုပြေးနေတုံးမှာပဲမိတာရဲ့ဦးလေးဆိုသူကိုအလားဆုံးအပြုံးနဲ့မိတာနှုတ်ဆက်လိုက်တယ်နေကောင်းရဲ့လားကိုတတလှရဲ့လားယင်အမတ်7နှစ်အေးစိတ်ငြိမ်ရက်ကွက်ည10နာရီကိုသွားမယ်နော်တတမနက်9နာရီလောက်ရောက်မယ်ဟုတ်ပြီလားတတစောင့်နေမှာပေါ့မိတာကိုနှုတ်ဆက်အနံနန်းတဲ့သူ့ပါဇက်ကအယံနံမိတာပါမှာဆွဲထင်ချင်ရတဲ့သူ့အခန်းထဲကထွက်သွားတဲ့အတန်တကားပြန်ပိတ်တန်ကားဆက်နိုးတန်အားလုံးကိုမိတာမျက်လုံးစုံမိထားရင်ကနားထောင်နေမိတယ်ခဏနေတော့အားလုံးဟာငြိမ်သက်တိတ်ဆိတ်သွားလိုက်တာပတ်ဝန်းကျင်အတန်ပလန်ဘာဆိုဘာမှမကြားရလောက်အောင်ချုပ်ချလာအောင်ငြိမ်လိုက်တယ်ညာအော်ဒါဆိုစိတ်ငြိမ်ရက်ကွက်ကိုဒီလိုစိတ်ငြိမ်စွာနေရဖို့အတွက်ဘလောက်တန်ဖိုးကြီးပေးထားရတယ်မှတ်လဲမိတာဘလောက်များနားလဲလို့လဲအဆောင်မှာတော့ဒီချိန်လောက်ဆိုစူလို့ညံလို့ကောင်းတော့တခန်းနဲ့တခန်းကူပြီးစကားဆမြည်ပြောလို့ကောင်းတော့လက်ဖက်တုပ်စားလို့ကောင်းတော့အဆောင်ရှိမြေနီလန်းပေါ်မှာလဲဂတာအဖွဲ့တွေနဲ့စီကားစုညံတော့ခုဒီမှာတော့မိတာတယောက်တည်းရဲ့အခန်းတစ်ခန်းလုံးမှာညနေချက်ပေါ်ကတဝီဝီလဲနေတဲ့တန်ကာအတန်ကလွယ်ရင်ငြိမ်လို့တိတ်လို့အားလုံးဟာမလုံမရှက်အခန်းတောင်ကရေခဲတက်တာလေးကလည်းမလုံမရှက်အနားကစားစရာတောက်စရာတွေတင်ထားတဲ့ဇပွဲကလတ်တိုင်းတစုံကလည်းမလုံမရှက်နေရန်ပေါ်ကနှစ်ဟောင်းပြက်တိန်တွေကဂျပန်မှလှလှကလေးကလည်းမလုံမရှက်အိုးကဒင်ပေါ်မှာတော့တက်ရှိဖြစ်တဲ့မိတာတော်မှတကယ်ကိုမလုံမရှက်ဇပွဲပေါ်ကတရုတ်စာအထုပ်တွေကိုလည်းမိတာဖြည့်တောင်ကြည့်ချင်တဲ့စိတ်မရှိပါဘူးရေအေးအေးလေးတစ်ခွက်လောက်တောက်ရရင်တော့ကောင်းမယ်ရေတောက်ပြီးရင်မိတာဘာလုပ်ရမလဲအိတ်ချင်စိတ်ကလည်းမရှိသေးဘူးမိတာနဲ့ခင်မင်နေပြီဖြစ်တဲ့တိုက်နိုင်ငံထူကြီးရဲ့ဟိုဘက်ချမ်းတိုက်ကြီးပေါ်ကလူတွေနဲ့စကားသွားပြောရရင်ကောင်းမလားတော်ပါပြီလေမသွားတော့ပါဘူးဒီညတော့ကို့ဘာသာနေရတာပဲကောင်းပါတယ်ဘာပဲပြောပြောသူတို့ကကို့ကိုဝတ္တရားအရသာဆက်ဆံတာလူမှုရေးကြောင့်သာဆက်ဆံတာတကယ်တော့မိတာကိုသူတို့ဘာဆက်ဆံစရာရှိလို့လဲမိတာနဲ့သူတို့နဲ့တယောက်နဲ့တယောက်သိစရာဘာမှမလိုသူတို့ကသူတို့အခြေအနေနဲ့သူတို့မိတာတို့လိုချင်တဲ့အခန်းကိုငှားတယ်တနေ့ကို150ယူတယ်တိုက်ခန်းကတီးတန့်ရေချိုးခန်းအိမ်သာတွဲလျက်အခန်းထဲမှာအိယာခန်းနာပစ္စည်းအပြည့်စုံနဲ့ရေခဲတက်တာတောင်ပါလိုက်သေးမိဖို့တကူတည်းမပါတာမိဖို့ကတော့လိုလဲမလိုပါဘူးလေမိတာတို့ချက်ပြုတ်မစားပါဘူးစားစရာအပြင်ကဝယ်လာလိုက်တာပဲဒီခန်းကိုမိတာတို့အနေနဲ့ကလည်းယူပြော်တယ်စိတ်ငြိမ်ရက်ွက်တဲကအစွန်ဆုံးနဲ့အကျယ်ဆုံးခြံတွေကတီးတန့်နေတာမိတာအတွက်လည်းကောင်းတယ်နောက်ကျောင်းရံမအေးတဲ့မိတာရဲ့ကိုအတွက်လည်းကောင်းတယ်
မိတာတို့ကစနေတနင်္ဂနွေ2ရက်နဲ့တောက်ကြနေညပိုင်းပဲသုံးတာတောက်ကြနေညနေလာတယ်မိတာနဲ့9 နာရီခွဲလောက်ထိနေပြီး10 နာရီဆိုသူကအိမ်ပြန်တယ်ဒီမှာဘယ်တော့မှညမအိပ်ဘူးနောက်နေ့စနေနေ့မနက်9 နာရီလောက်မှလာတယ်တနေ့ကုန်နေတယ်ပြီးတော့မှည9 နာရီလောက်အိမ်ပြန်တယ်တနင်္ဂနွေနေ့မနက်လာတယ်တနေ့ကုန်နေတယ်ညနေ9 နာရီလောက်ကြာမှအဆောင်ပိတ်ချိန်နဲ့အကိုက်မိတာကိုပြန်လိုက်ပို့တယ်အဆောင်ကတော့တတဝင်းတယောက်ဦးလေးအိမ်ကပြန်လာပြီပေါ့ပတ်စံချမ်းသာပြီးသူမကိုဂရုတစိုက်ရှိလာတဲ့ဦးလေးကိုသူကိုယ်တိုင်တေချာလာကြိုးတေချာပြန်ပို့တာမျက်မှန်တဝင်းဝင်းခဝဝသပင်ပြူတပင်နှစ်ပင်စားနဲ့အရွယ်ချင်းကလည်းဒီလောက်กว่าနေတာဘသူကများဦးလေးဟုတ်ရဲ့လားလို့ရောင်လို့တောင်တန်တရားဖြစ်မှာလေတချို့ကအားကြရတဲ့ရေးစားချော့ချော့လေးတယောက်နဲ့တတရနှစ်ចောင်းသူချော့ချော့လေးတတဝင်းပေါ့အများနည်းတူဝတ်နိုင်စားနိုင်သုံးနိုင်ဖြုံးနိုင်တဲ့တတဝင်းပေါ့အော်မိတာရဲ့မောင်တော်မှတေတက်ပြီးတဲ့မိတာကိုတစ်စက်ကလေးရိမ့်မိလို့လားအပတ်စဉ်တောက်ကြစနေအပြင်ထွက်အိတ်တဲ့ရီးစားကိုမောင်မတင်ကားလို့စောက်ကြည့်လေတောက်ကြနေညနေမောင်ပြန်ပိုးပြီးတနေရာကကြည့်ပေါ့မိတာရဲ့ဦးလေးလာခေါ်တယ်လေအပတ်စဉ်ဒီလူပဲတနင်္ဂနွေညနေပြန်ပို့တယ်လေဒီလူပဲဘာအချင်းမားစရာလိုလို့လဲဒါပေမဲ့ကွယ်မောင်ကတော့မိတာကိုအတင်ကာစိတ်နဲ့စောင့်ကြည့်ရှာတာမဟုတ်ပါဘူးကွယ်နော်ပကတိရိုးသားစိတ်နဲ့မိတာကိုမြေနီလန်းအတွက်တက်ပင်ကွယ်ကနေလူလုံးပြရတာမောလို့ခဏလေးပါမောင်ရဲ့ခဏလေးပါမိတာတို့အတွက်မဝေးတော့ပါဘူးပျော်စရာကောင်းတဲ့အချိန်တွေရောက်လာတော့မှာပါမိတာမိုက်နေတာမဟုတ်ပါဘူးမောင်ရဲ့လော်လီဖောက်ပြားတာလည်းမဟုတ်ရပါဘူးလောလောဆယ်မိတာကြောင်းစိတ်အတွက်မောင်နဲ့မိတာရဲ့အနာဂတ်အတွက်မိတာအလုပ်လုပ်နေတာစိတ်သက်သက်ရှင်းရှင်းနဲ့မိတာအလုပ်လုပ်နေတာမိတာကတော့ရှင်းတယ်မောင်ရဲ့မိတာမောင်ကိုသိချစ်တယ်မောင်ကိုပိုင်ဆိုင်ခြင်းတယ်တာယာတဲ့အိမ်တောင်လေးတစ်ခုကိုတိဆောက်ခြင်းတယ်မိတာမောင်နဲ့လက်ထပ်မယ်ဘာဖြစ်တယ်လဲအသေးနဲ့အောင်ချစ်ရသူမို့မတန်ရှင်းတဲ့ခန္ဓာကိုယ်ကိုမအပ်ရပါဘူးဆိုတဲ့ဟိုးရှိတုံးကခတ်တုံးတုံးအတွေးခေါ်တွေဒီခက်မှာသွားစမ်းပါမိတာကတော့တဲအိမ်မုန်းတာပဲခုဆိုမိတာပတ်စံတော်တော်စုမိနေပြီမိတာကိုသူကတလ1000ပေးတယ်တပတ်တစ်ခါပဲတွေ့တယ်ဒါတောင်သူကညအိတ်တာမဟုတ်ဘူးလေသူ့မှာကလည်းသူ့အကြောင်းနဲ့သူအိမ်ကမိန်းမကြီးနဲ့သားသမီးတွေမသိအောင်ပြပြနေတတ်ရသေးတာတိတ်အလုံးများတဲ့စီးပွားရေးသမားတယောက်အနေနဲ့ည9 နာရီ10 နာရီဆိုတာနောက်ကျနေကြလေဘာဖြစ်တယ်လဲတခြားအချိန်တွေဘာလုပ်နေ9 နာရီ10 နာရီအိမ်ပြန်ရောက်ပြီးတာပဲမဟုတ်လားသူကလည်းသူ့တော်ကိန်းနဲ့သူအဟုတ်မိတာကလည်းမိတာတော်ကိန်းနဲ့ပေါ့သူ့စီကရတဲ့တလား1000ကိုမိတာချွတ်ချွတ်တတာသုံးနေမကုံမဖြစ်တဲ့ចောင်းစိတ်ကလွယ်ရင်အစားအသောက်လဲမိတာချွေတာတယ်သူများတွေကတော့ဘယ်သိမလဲဝက်လိုက်စားလိုက်တာလို့ရှိမှာပေါ့တကယ်တော့မိတာဝက်တဲ့အဖိုးတန်အဝတ်စားတွေကသူ့ကြီးစီကအပိုပေါက်စုအဖြစ်ဝယ်ပေးတာတွေသူ့သမီးတွေအတွက်ဝယ်ရင်မိတာအတွက်ပါဝယ်လာတာမျိုးတွေပေါ့သူနဲ့ဆက်သွယ်မိတဲ့တစ်နှစ်အတွင်းမှာမိတာ4000လောက်စုမိနေပြီနောက်တစ်နှစ်မိတာကြောင်းပြီးတဲ့ထိဆိုရင်8000လောက်တော့ရလိုက်မယ်နဲ့တူရဲ့တော်ပြီလေကြောင်းပြီးတာနဲ့မိတာမောင်နဲ့လက်ချက်မယ်အိမ်ကန်းလေးတစ်ခန်းငှားမယ်2 ယောက်အလုပ်လုပ်မယ်မိတာအိမ်ကိုထောက်ပံ့ကြနေဆိုရင်တော့မိတာနဲ့မောင်ချွေတာရအောင်မှာပေါ့အဖေတို့အမေတို့ကတော့မိတာကိုပြောမှာမဟုတ်ပါဘူးသူတို့မထောက်ပံ့နိုင်တာကိုစိတ်ကိုရှာပြီးကြောင်းတက်တဲ့သမီးရဲ့လို့ကြံပန်ပြီးကျေးဇူးတင်နေရှာတာမိတာတို့အိမ်ကဆင်းရဲတယ်မောင်နှမလေးများတယ်မိတာ10 တန်းအောင်တော့အဖေရောအမေရောကြောင်းဆက်တက်စီချင်ကြတယ်ဒါပေမဲ့မူလာတန်းကျောင်းအုပ်အဖေလာကနေအမေဈေးရောက်တာလေးနဲ့ကမိသားစုစားတောက်ဖို့တောင်အနိုင်နေရဲ့မိတာပဲကံကောင်းတာလားကံဆိုးတာလားမသိပါဘူးလေရန်ကုန်မှာတင့်ချောင်းလေတဲ့အဖေအကိုကြောက်ကမိတာကိုခေါ်ပြီးကြောင်းထားပေးတယ်အဖေအကိုအိမ်ကရန်ကုန်ဆိုပေမဲ့မင်္ဂလာတုံဆိုတော့မိတာကြောင်းတက်ရမှာဝေးတယ်ဆိုပြီးအပြင်ဆောင်မှာထားပေးပြီးကြောင်းတက်ခိုင်းတယ်ကန်ဆိုးကျင်တော့မိတာဒုတိယနှစ်ဖြစ်နေတော့မှအဖေအကိုမိတာဘာကြီးခမရုတ်တရက်ကားတိုင်မှုနဲ့ဆုံတယ်မိတာ
ဘလို့လို့ဆက်နေတင်တော်မလဲမိတာကိုဘသူကထားပေးတော့မလဲနှစ်ပဲလူတော့မှချစ်ရတဲ့အဖြစ်ကိုမိတာဝမ်းနေရင်ဆက်နေဖို့လမ်းစားကိုမိတာရှာဖွေမိတယ်တခါတလေတော့လေတွေးမိတယ်မောင်ရဲ့အဲ့ဒီအချိန်မှာကြိုင်လေးနဲ့မတွေ့ပဲမောင်နဲ့တွေ့ခဲ့မိရင်မိတာဘောကတမျိုးတမီဖြစ်ချင်ဖြစ်မှာလို့ဒါပေမဲ့မဖြစ်နိုင်ပါဘူးလေမောင်ဟာလည်းမရှိမရှာမိပါကတက်စီကျင်လုံးလို့ချပေးတဲ့ကျောင်းသားတယောက်ပဲဥစ္စာမောင်လည်းမိတာပြဿနာကိုဖြေရှင်းနိုင်မှာမဟုတ်ပါဘူးကြိုင်လေးကခိုင်စပယ်ဆောင်မှာမိတာနဲ့ကဒင်ချင်းကပ်လျက်နေတာသူ့ကိုရုံးမှာအလုပ်လုပ်တယ်လို့ပဲတဆောင်လုံးကသိထားတာမနှက်ဆိုရိုးရိုးလေးပဲချင်းလေးနဲ့ထွက်သွားတာညနေရုံးစင်းချိန်ပြန်လာပေါ့အေးစစ်စစ်ဘဲမှလည်းမသွားတတ်ဘူးဒါပေမဲ့သူ့ရုံးကအလုပ်ဆိုပြီးတလတစ်ခါ4-5ရက်တပတ်ခရီးတော့သူထွက်တယ်တကယ်တော့အဲ့ဒီခရီးဟာသူ့အလုပ်လုပ်ဖို့ထွက်သွားတာတယောက်ဒါမှမဟုတ်တစုနဲ့သူ့လိုက်သွားတာ1000ကနေ2000 3000ထိရတယ်ကြိုင်လေးအကြောင်းကိုဘယ်သူမှမသိဘူးမိတာကိုတော့သူသိခင်တယ်မိတာအားလုံးကိုလက်လျှော့ပြီးငိုကြီးချက်မနဲ့အိမ်ကိုအပီးပြတ်မှုပစ္စည်းသိမ်းနေတော့မှပဲကြိုင်လေးကမိတာကိုတနာပြီးဒီအကြောင်းတွေကိုဖွင့်ပြောခဲ့တယ်မိတာကိုအကြံဉာဏ်ပေးခဲ့တယ်မိတာဟာချောတယ်တက္ကသိုလ်ကျောင်းသူအစံတန်းရှိရှိတိတ်တိတ်ဆိတ်ဆိတ်နဲ့ဘယ်သူမှလည်းသိစရာမလိုဘူးတဲ့ပြီးတော့တသက်လုံးမှမဟုတ်တာနှစ်ထဲလေနှစ်ထဲမိတာဘာပြစ်သွားမှမှန်းလို့မိတာလှလှပပဝတ်စားပြီးကြောင်းဆက်နေနိုင်မယ်အဖေတို့အမေတို့မိတာတို့လိုချင်တဲ့ပွဲရမယ်မိတာခေါင်းတစ်ချက်ငိမ့်လိုက်တာနဲ့အားလုံးဟာအဆင်ပြေသွားတယ်မောင်ရဲ့တတိယနဲ့နှစ်လယ်မှာမောင်နဲ့မိတာတွေ့ခဲ့ကြတာနော်ချစ်မိတာမိတာဘာတက်နိုင်မှာလဲကွယ်မိတာမောင်ကိုမချစ်တဲ့ဘူးလို့မိတာမတွေးခဲ့မိပါမိတာအလုပ်လုပ်တာပဲမောင်ရဲ့တခါတလေစိတ်မကောင်းဖြစ်ရတာတော့ရှိတာပေါ့မောင်ရဲ့အထူးသဖြင့်တောက်ကြနေညက်နေမောင်ပြန်ကာနီးအချိန်တွေပေါ့မိတာဘလို့ထိမ့်ပေမဲ့အဆောင်ပေါ်ရောက်တာနဲ့ငိုးရောတော်ပါပြီမောင်ရဲ့မိတာမစင်စားကြတော့ဘူးတယောက်တည်းအထီးကျန်နေရမှာမောင်ကိုပူတတိရတယ်စနေတနင်္ဂနွေ2ရက်လုံးတယောက်တည်းတိတ်ရောင်တာမိတာရဆိုတဲ့မောင်အတန်ကရင်ထဲမှာပဲ့တင်ထက်နေသလိုပဲတော်ပါတော့မောင်ရဲ့မိတာအိပ်ပြရစီတော့မိတာအိတ်ချင်နေပြီမိတာလေးဟိုလူကြီးဝယ်လာတဲ့ချောကလက်2ခုမိတာမစားပဲမောင်အတွက်တိတ်တိတ်လေးတင်ထားတယ်မဝေးတော့ပါဘူးမောင်ရဲ့တနေ့ဆိုတာခဏလေးရဲ့တနင်္လာနေ့မနက်အဆောင်ရှိကနေမိတာကိုမောင်ဆက်လာဆောင်နော်သိလားဟုတ်ကဲ့ပါရှင်ယခုဝတ္ထုလေးအားအဆုံးထိနားဆင်ပေးတဲ့အတွက်ဖူဖူ Audiobook Channel လေးမှာကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်နောက်ဗီဒီယိုလေးမှာလည်းစိတ်ဝင်စားဖွယ်ကောင်းတဲ့ဝတ္ထုဇာတ်လမ်းလေးနဲ့အတူပြန်လာခဲ့ပါမယ်ရှင်